ကိုလေးတို့တော်ရွာချီပြောပြယူနေအားမရနိုင်သည်တာယာဆိုပြီးရခင်ရှိထက်ကပင်မြေသည်မြေပွေတူတီလိုတီနေပါပြိုးဝင်လေမီခင်မာလီရာမီခင်မာလီဘုံရွှေဝါဒီထွက်သည်လည်းများလည်းမသိစိုက်ပြိုးရင်တို့ချင်းပါလို့နီအားဆိုင်ခွန်းဆိုင်မသွေလေတော်သူတွေတာယာစွာနေမူရွာမှာပြူသာချင်းကသူတို့ဘာဝတာဝင်ကိုကြည့်ကိုလေးတို့ရထားနေပြောင်းလဲခဲ့တဲ့ချီနေရမည်ရွှေအောင်လျံအောင်ဆွမ်းဆောင်များနဲ့ပြောဆုံးမေတာနိုင်မလီမိုးရွာမှာအမျိုးစရာပါယူတာနိုင်မလီမိုးရွာမှာအကျိုးရှာတရားထိုးလာနိုင်မီကိုလေးတို့ရွာချီရခွင့်ရှိလို့မဟုတ်တော့ပြီစာဝတ်မှုအတွေ့တွေတို့ရမကြည့်အောင်ပေါ်ပြေဝါနေကိုလေးတို့ရွာချီရခွင့်ရှိလို့မဟုတ်တော့ပြီစာဝတ်မှုတွေတို့ရမကြည့်အောင်ပေါ်ပြေဝါနေပြောစီတဲ့ဝေးအေးချမ်းသာရတယ်ညီဘလောက်တိတ်နေမိကောင်းထားလဲဗျာကောင်းပါထောင်းတယ်သမားဦးကြီးများဟုတ်တယ်နော်နားထောင်တတ်ရင်ဘာဝနာပါတဲ့နားမထောင်တတ်ရင်တော့တဏှာဘက်ကိုကိုပြောင်းသွားတတ်ပါဟုတ်ကဲ့ဗျပရိသတ်များနှစ်ချိုက်လို့သဘောကျလို့ရှိရင်ဒီနေရာကနေဟလာအိမ်အထိတည်သွားလို့ရပါယူသွားလို့ရကျွန်တော်ဆိုတဲ့တချင်းပေါ့ဟုတ်တယ်နော်ဒီတချင်းကိုတကယ်ကိုမကြိုက်ဘူးငါတို့ကတော့နားလဲမွေမဟုတ်ကွာဆိုလဲဒီနေရာထဲမတ်တက်ထဲပဲထားပခဲလို့ရပါဟုတ်တယ်နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကတော့ကောင်းတာလေးတွေတင်ပြဟုတ်တယ်နော်ဟုတ်ပြီကျေးရွာအတွက်တိုင်းပြည်အတွက်အကျိုးရှိမဲ့အလုပ်ပဲကျွန်တော်တို့လုပ်ပြရစီဗျာမြို့ပညာသမားကမုခတိုက်တိတ်အရေးကြီးတယ်ဟုတ်တယ်နော်အဲကြောင့်ဩကာသကျွန်တော်ဦးကြီးများဒါကတော့ဆိုတော့ဦးတန်းထွန်းလေးတည်ဆိုထားတဲ့ကိုလေးတို့ရွာလို့အမည်ရပါတယ်သိကောင်းတယ်ဟုတ်တယ်နော်ဟုတ်ဟေးဒီနေရာလေးမှာအရေးကြီးတယ်ဗျကိုလေးတို့ရွာဆိုတဲ့တချင်းနဲ့ကျွန်တော်တို့အင်ကန်ရွှေမြို့တော်ကြီးဟောဒီတရွာလုံးတနယ်လုံးမိုးရွာမှပြိုးတာတယ်နော်တောင်တယ်ဓမ္မဦးကြီးများအတွက်မိုးရွာတော့ပြိုးတာတယ်ပြိုးတာမှအကျိုးရှာရမြတို့တောင်တယ်ဓမ္မဦးကြီးများတိုးလာမှာဟုတ်ဗျဟုတ်ပြီဗျ